အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဟောပေါ့နော် Oppo ID Lock ကြော်တဲ့ဟာလေးကိုကျွန်တော်တစ်ချက်ပြပေးပါမယ်ဒီကောင်ကကျွန်တော်ဗာလဲဆိုရင်သူက Color OS 3.1ပေါ့နော်အဲ့ထဲမှာသူကဗာလဲဆိုရင် emergency call ဝင်လို့ရှိရင်သူအရင်မြန်တဲ့ဟာပေါ့နော်နှိပ်လို့ရှိရင်တန်းမဝင်သွားတဲ့အလုံးလေးပေါ့နော်အဲ့ဒါကိုကျွန်တော်ကြော်ပြပါမယ်ဟုတ်ပြီတော့ကျွန်တော်ဒီကောင်ကိုအရင်ဆုံးသူအဲ့ဒါလေးပေါ့နော်သူရဲ့emergency call ဘယ်လိုလဲဆိုတာလေးတစ်ချက်ပြပေးမယ် Mixi တို့မှာပါပေါ့နော် single lock ချထားရလေးရှိရပဲပေါ့နော် single lock ကတစ်ခါကျရင်အချို့ပေါ့နော်အချို့ audio cut တို့ MPD cut တို့နဲ့မရမျိုးလေးကြုံရတယ်ပေါ့နော်အဲ့ဆို Mixi တို့အဲ့လိုမျိုး lock ချလို့အဲ့လိုမျိုးမချရလို့ရှိရင် single လေးကပ်ပြောင်းမှစမ်းကြည့်လိုက်ပေါ့နော်အချို့က lock ချထားပေမဲ့လည်း lock မချလို့ရှိရပေါ့နော်ဒါတော့ကျွန်တော် single lock ချထားပြီးရပါပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထည့်လိုက်မယ်အချို့အဲ့ဒါပုံစံလေးကိုကျွန်တော်ပြချင်တာပေါ့နော်ထည့်လိုက်မယ်ဟုတ်ပြီကျွန်တော်တို့မှာအမှန်တူ single lock ကြောက်အောင်မယ်အဲ့မှာဆိုကျွန်တော်တို့မှာ emergency call ကိုတိုင်းမှဝင်လို့မရအောင်ပေါ့နော်နှိပ်လို့မရအောင် without ဆိုရင်နှိပ်လို့ရအောင်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဒါဖုန်းကို reboot ချလိုက်လို့ရှိရင်ရပါပေါ့နော်ဟိုကျွန်တော်အခု restart ချလိုက်မယ်ပေါ့နော် restart ချလိုက်မယ်ဟိုကျွန်တော်ခဏတော့စောင့်ကြည့်ပေါ့နော်ရဟုတ်ပြီကျွန်တော်တို့မှာဒီတက်လာတဲ့ခါကျရင် single lock ကြောက်သွားလို့ရှိရင်ပေါ့နော်ဒါမြန်မြန်လေးနှိပ်ကြည့်လိုက်အဲ့ဒါဆိုကျွန်တော်တို့မှာ emergency call လေးမြင်ရမလားမသိဘူးနော်ကျွန်တော်အမှဟိုကျွန်တော်နောက်တစ်ချိန်တော့ပေါ့နော်အဲ့ emergency call တို့ချိန်နေတော့မဝင်ဘူးပေါ့နော်တော့နောက်တစ်ချိန်တော့ကျွန်တော် restart ချရင်မှပြန်လို့ဝင်ပြမယ်ပေါ့နော်ဒါအခုကြော်တာတော့မရောက်သေးဘူးပေါ့နော်ကြော်တဲ့နီလန်တော့မရောက်သေးဘူးဒါအရင်ဆုံးကျွန်တော်အဲ့ emergency call တို့ဝင်လို့ရတယ်ဆိုတာလေးကိုပြပေးချင်တာပေါ့နော်ဟုတ်ပြီကြောက်ရနေကျွန်တော်ဒါလေးကိုနှိပ်လိုက်ပါနော်နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာ emergency call ထဲမှာကျွန်တော်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဘာမှနှိပ်လို့မရအောင်ပေါ့နော် channel တွေကဒါ medical info တို့တွေက tab 2 obtain လို့လည်းဘာမှမရအောင်ကျွန်တော်ခိုင်းလို့ကြုံနေကြကျွန်တော် star chat 899 channel သွားလဲကျွန်တော်ဘာမှအလုပ်မလုပ်ဘူးပေါ့နော်ကျွန်တော်ဘာနေအလုပ်မလုပ်ဘူးပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒါဒီလို emergency call ပုံစံနဲ့ဟောပေါ့နော်ဒီလို emergency call ဝင်လိုက်လို့ရှိရင်တန်းမဝင်တဲ့ဟာမျိုးအဲ့ဟာမျိုးဆိုရင်အခုကျွန်တော်ကြောရဲ့နီးလန်းလေးကိုတစ်ချက်ပြပေးမယ်ဒါတော့ကျွန်တော်အဲ့ဒါကိုပြပေးရပါတော့အဲ့လိုပုံစံလေးကိုပြပေးတာဒါပေမဲ့အခုဒါကြောရဲ့နီးမြောက်တွေ့တယ်ဆိုရင်ကျွန်တော်စရင်မှကြော်ရအောင်ပေါ့နော်အခုမှကျွန်တော်စကြော်မှာပေါ့နော်ဟုတ်ပြီဆိုရင်ကြော်မယ်ဆိုရင်ကျွန်တော် single lock ကိုကျွန်တော်ထုတ်ထားလိုက်မယ်ပေါ့နော်ဒီကောင်မလို့ကျွန်တော်ထုတ်ထားလိုက်မယ် single lock နဲ့ကြော်စရာမလိုဘူးပေါ့နော်ဟုတ်ပြီကျွန်တော်ဒါကြော်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုဒီမှာဒီလို home screen ပါနော်ဒီလို home screen နေရာမှာကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီနေရာလေးကိုမှတ်ရမယ်ပေါ့နော်ဒီကအစိမ်းအောင်လေးပေါ့နော်ဒီနေရာလေးကိုကျွန်တော်အမှတ်ထားလုပ်မယ်အကယ်မိတ်ဆွေတို့ကမှတ်မိရဆိုတော့ကိစ္စမရှိဘူးပေါ့နော်ကျွန်တော်တို့အခုဒါပြပေးခြင်းနဲ့ဖြစ်တဲ့အတွက်ကျွန်တော်ဒီနားလေးကိုအမှတ်ထားလေးလုပ်ထားလိုက်မယ်ပေါ့နော်မိတ်ဆွေတို့မှတ်စရာမလိုဘူးနော်ကျွန်တော်တို့ဒါဗီဒီယိုပြရိုက်မှဖြစ်တဲ့အတွက်အမှတ်ထားလေးလုပ်ပြထားပေးရပါတော့ဟုတ်ပြီအဲ့လိုအခြေအနေပါဆိုကျွန်တော်ဘာလုပ်မလဲဆိုရင်ဖုန်းကို restart ချမယ်ပေါ့နော်အဲ့ဒါ restart ချလို့ပြန်တက်လာတဲ့ခါကျရင်ကျွန်တော်ဘာလုပ်မလဲဆိုရင် power key ရဲ့ဒီနားရဲ့ပေါင်းနေမှာပေါ့နော်ခလုတ်ရဲ့ဒီ power ခလုတ်ရဲ့ဒါရေကိုကျွန်တော်ပေါင်းနေမှာနှစ်ခုပေါ့နော် zone ပေါင်းနေမှာဒါကိုလည်းတစ်ဖက်နဲ့ power clip ကိုလည်းနှိပ်နေမယ်ဆက်တိုက်နှိပ်နေမယ်ပြင်တောင်လည်းနှိပ်မယ်အဲ့လိုဆက်တိုက်နဲ့တစ်ခုပြန်နှိပ်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒါပြုတ်ပြပေးရအဲ့ဒါဆိုအခုစရင်မှာကျွန်တော် restart ချရင်မှာတန်းကြော်လိုက်ရအောင်ပေါ့နော်ပြင် restart ချလိုက်မယ်ဟုတ်တယ်ဒီလိုအချိန်ဒီမှာဆိုရင်တခါလေးအစင်းလေးပြင်ထားလိုက်မယ်ပေါ့နော်ဒီ power clip ကိုကျွန်တော်လက်တစ်ဖက်နဲ့နှိပ်ထားမယ်နှိပ်ထားပြီးကျွန်တော်နှိပ်တယ်ဆိုတော့မနေ့ကအောင်တော့ဆက်တိုက်လို့နှိပ်ရအောင်ပြင်တောင်လည်းဆက်တိုက်နှိပ်ရမှာပေါ့နော်စရင်မှာကျွန်တော်ဘယ်လိုလဲဆိုရင်ဒီပေါ့နော်ဒီနောက်နှိပ်မယ်ပေါ့နော်ဒီနားရဲ့အခုဒါချင်းကျွန်တော်စရင်မှာနှိပ်မယ်နော်အခုကျွန်တော်စနှိပ်တော့မယ်ကျွန်တော် power clip ကိုလည်းနှိပ်နေတယ်ဒီ clip နောက်လည်းနှိပ်နေတယ်ပေါ့နော်ဆက်တိုက်ဒါဆိုကျွန်တော်ကြော်သွားပြီပေါ့နော်မိတ်ဆွေတွေ့လိုက်လားမသိဘူးပေါ့နော်သူကအဲ့လိုမျိုးကျွန်တော်တို့ power clip နဲ့ဒီခဏအစိမ်းအောင်ခလုတ်လေးပေါ့နော်သူများကောင်းလေးကိုနှိပ်လိုက်လို့ရှိရင်သူအဲ့လိုမျိုး skip ဖြစ်သွားပါပေါ့နော်အဲ့ဒါကျွန်တော်ဘောင်နှိပ်လို့ရတယ်ဆိုတော့ဒီ skip လေးကိုတစ်ချက်နှိပ်လို့ရတယ်ဒါစကြော်လို့ရတယ် skip ပေါ့နော်ပြီးရင် skip ပြီးရင်ကျွန်တော်အခု button နဲ့ထားလိုက်မယ်ပြီးရင် next ပေါ့နော်ပြီးရင် move ဒါဆိုရင်ကျွန်တော်ရသွားတာ welcome ပေါ်လာပြီပေါ့နော်ပြီးရှင် get start ပေါ့နော်အဆင်းရပြီဒီချိန်မှာဆိုရင်ကျွန်တော်ဘယ်လိုလုပ်လို့ရရလဲဆိုရင်ဖုန်းကို restart ချလိုက်လို့ရတယ်ဟုတ်ပြီဒါဆိုကျွန်တော်ပြန်ပွင့်လာတဲ့ခါကျရင်သူ home screen နဲ့ပွင့်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သိရမှာဒါ bypass အခြေအနေပဲရှိသေးတယ်ပေါ့နော် lock ကအချင်းမကြော်သေးဘူးတော့အချင်းကြော်အောင်ကျွန်တော်တို့နောက်ထပ်ဆက်လုပ်ရမယ့်ဟာလေးရှိသေးတယ်ပေါ့နော်ဒါအခုဒါ home screen တော့ရောက်လာလိမ့်မယ်ဒီတိုင်းဆိုတော့ကျွန်တော်တို့ customer ဟိုတုံခိုင်းစေခြင်းတော့ရပြီပေါ့နော်ဒါပေမဲ့ကျွန်တော်အချင်းမကြော်ရဖြစ်တဲ့အတွက်မပေးသေးဘူးပေါ့နော်ဒါအချင်းကြော်လိုက်လို့ရှိရင်ရတယ်အချင်းကြော်တဲ့လုပ်ငန်းလေးကိုကျွန်တော်ဆက်လုပ်ရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒါဆွဲလိုက်မယ်ဒါဆိုအခုဒါကျွန်တော်ဘယ်ရောက်သွားပြီလဲဆိုရင်ဒါကျွန်တော်ရဲ့ home screen ရောက်သွားပြီမိတ်ဆွေသိရမှာဒါကျွန်တော်မကြိုသေးဘူးပေါ့နော်ဒီထဲကိုကျွန်တော်ဝင်မယ်ဆိုရင်ဒီထဲမှာဆိုရင်ဘာတောင်းနေမလဲဆိုရင်ကျွန်တော်တို့ဒီက
Oppo ID အကောင့်တွေပါထပ်တောင်းနေမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော် find device တွေက on ထားလို့မရှိသေးရပေါ့နော်အဖေဒါအရှင် reset တွေပါပြန်ချလို့ရှိရင်ဒီအကောင့်ပြန်ကြမှာပေါ့နော်ဒီမှာကျွန်တော်9.3နဲ့သုံးတဲ့အကောင့်တွေပါပြန်ကြလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့cancel နိုင်မယ်ပြီးတော့ကျွန်တော်အချင်းကျော်ဖို့ဆိုကျွန်တော်ဘာလို့နှိပ်မလဲဆိုရင် search ထဲမှာကျွန်တော် find device ဆိုပြီးနှိပ်မယ်ပေါ့နော်ဟိုတော့ဆိုရင်ကျွန်တော်မှာ find device ဆိုရတာလीเนาะ find device ဆိုတဲ့ထဲကိုဝင်လိုက်မယ် find device Google ပေါ့နော်ပြီးရင်ကျွန်တော်ဒါလေးပါလို့လိုက်မယ်ဆိုရင် offline မယ်ပေါ့နော် find device တွေအများကြီးရှိတယ်အဲ့မှာ Google ပါတဲ့ဟာလေးကို offline မယ်ပေါ့နော်ပြီး off ပြီးလို့ရှိရင်ကျွန်တော်တို့ထပ်သွားမလဲဆိုရင်ကျွန်တော်တို့ password လိုက်ခံမယ်ပေါ့နော် password ခိုင်းရမယ်ပြီးရပေါ့နော် password ရယ် security ထဲကိုဝင်လိုက်မယ်ပြီးကျွန်တော် screen lock တစ်ခုခတ်လိုက်မယ်ပေါ့နော် screen lock use ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ရပြီကျွန်တော် fingerprint တော့မထည့်တော့ဘောနော်ဆိုကျွန်တော်ဒါ password ခတ်ပြီးပါပြီခတ်ပြီးပါရင်ကျွန်တော်တစ်ချက်လောက်ပေါ့နော် screen lock ပါလားမပါလားတစ်ချက်လောက်စမ်းကြည့်လိုက်ပါကျွန်တော်လိုက်ပါဟောဒါဆိုရင်ရပြီပေါ့နော် screen lock ခတ်တော့ပြီခတ်တော့တဲ့အချိန်တွေမှာဆိုကျွန်တော်ဒါ setting ထဲမှာဘာကိုတက်လို့မလဲဆိုရင်ကျွန်တော် reset တစ်ချပေးမယ်ပေါ့နော် reset တစ်ချပေးမယ်ဒါဆိုရင်ကျွန်တော်ဒီက system setting နဲ့ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီက reset phone ပေါ့နော် reset phone နဲ့ကိုဝင်လိုက်မယ်အဲ့ထက်မှကျွန်တော်ဘာလို့နှိပ်မလဲဆိုရင် erase all data ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီကခဏ password ကိုရိုက်ထည့်ပေးလိုက်မယ်ပြီးရင် clean all data ပေါ့နော်ပြီးရင် clean all data ဒါဆိုသူ recovery မှုတွေကိုဝေမှတော့ data အလုံးဖြတ်ချနေပါတော့เนาะဒါလေးကျွန်တော်ခဏလောက်တော့စောင့်ပေးရမယ်ဟုတ်တယ်ဆိုရင်ကျွန်တော်ဒါတက်တော့တက်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော် language English ရွေးလိုက်မယ်ပေါ့နော်ဒါကျွန်တော်ကြော်တော့မကြော်သေးဘူးပေါ့နော်အကောင့်ပြန်လို့ကြာနေရမယ်ဒါဆိုရင်ကျွန်တော်အကုန်လုံးအမှန်ကြီးရှင်းလိုက်မယ် niche ပေါ့နော်ပြီးကျွန်တော်ဟော wifi ချိန်လိုက်မယ်ပေါ့နော်ပြီး niche နှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်မှာ site မှာဒါအကောင့်ကြိုလို့ရနေရရှိဘာလို့မှကျွန်တော် keyboard တွေပါလည်းနှိပ်လို့မရဘူးပြီးလို့ရှိရင်ကျွန်တော်တို့မှာဘာလေးပေါ်လာမလဲဆိုရင်ဒီရဟာလေးပေါ့နော်ကျွန်တော်တို့use lock screen password ဆိုတာလေးပေါ်လာမယ်ပေါ့နော်ပုံမှန်ကြကြချင်းပေါ့နော်တော့အရင်တိုင်းမဲ့ reset ချရင်မှကြာလာတဲ့အလုံးအဲ့လိုတက်တက်ချလာတဲ့အလုံးကြီးဆိုရင်တို့ဒီကuse lock screen password ဆိုတာလေးတော့မမြင်ရဘူးပေါ့နော်အခုတော့ကျွန်တော်ဒါကိုယ့်ကို lock တစ်ခတ်ပြီးလို့ရှိရင်ဒါလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဆိုကျွန်တော်ဒါကိုခဏကျွန်တော် lock ခတ်ခဲ့ရဖြစ်တဲ့အတွက်ဒါဘာလို့လို့ရတယ်ဒါလေးနဲ့ကြော်လို့ရပါပေါ့နော်ကျွန်တော်ဒါလေးနှိပ်လိုက်မယ်လိုက်မကောင်းပေါ့နော်ဒါရင်းနော်ဟုတ်ပြီရပါပြီပေါ့နော်ကျွန်တော် line မကောင်းလို့ရှိရင်တော့အဲ့နာမှာလေးကြားရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ခဏခတ်ခဲ့တဲ့ password လေးကိုရိုက်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒါလောကအချင်းကျော်သွားပြီပေါ့နော်အကောင့်လေးပါရအစားကျွန်တော်ပြန်လို့ဝင်သုံးလို့ရတဲ့ဟာဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရပါပြီဒါဒီအဆင့်လေးကြော်လိုက်ရုံပဲပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါလုံးဝအချင်းကျော်သွားပြီပေါ့နော်အပေါ်ကတော့အချင်းကျော်သွားပြီကျွန်တော်မှာအပေါ်ဖုန်းလေးကိုလည်းတစ်ချက်ဝင်ပြမယ်ပေါ့နော်ဒီမှာဆိုတော့ Oppo A ကျွန်တော်အခုကြော်ပြနေတဲ့ device ကကြော်ပါလဲဆိုရင် Oppo A 36ပေါ့နော်အဲ့ဒါထဲမှာမှသူကတရုတ်လုံးပေါ့နော် PSM10 တရုတ်လုံးပြီးလို့ရှိရင် version ColorOS version က 12.1 ပေါ့နော် Android version လည်းတွဲပေါ့နော်ဟုတ်ပြီအကောင့်လေးကျွန်တော်ကြော်ပြရတာပေါ့နော်နောက်ဆုံးနောက်လည်းမလို့မျိုးလင်းပါတယ်ဟုတ်ပြီကျေးဇူးတင်ပါတယ်